မြန်မာလူကြီးစင်းအသင်းကိုအားပေးတဲ့ပရိသတ်တွေကိုစိတ်မပြတ်စေရပါဘူးလို့မြန်မာအသင်းသားများကအခုလိုမျိုးပြန်လည်ပြောကြားလာခဲ့ပါတယ်။ဒီကနေ့ညနေပိုင်းမှာတော့လေ့ကျင့်ခန်းဆင်းနေတဲ့မြန်မာလူကြီးစင်းတိုက်စစ်မှုတွေကွင်းလင်စားသမားတွေမြန်မာအသင်းရဲ့စားသမားတွေကတော့အကောင်းမွန်တဲ့အနေအထားတည်းရရှိအောင်စွမ်းစွမ်းတမန်ကြိုးစားနေကြောင်းနဲ့မြန်မာအသင်းကိုနိုင်ရလို့ခြင်းနဲ့စိတ်တဲ့အပြည့်နဲ့ရှင်မြန်ကစားသွားမှလို့လည်းပြောကြားသွားပါတယ်။အဓိကပြောကြားချင်တာကကျွန်တော်တို့မြန်မာပရိသတ်တွေကိုလုံးဝစိတ်မပြတ်စေချင်ပါဘူးကျွန်တော်တို့ကိုအားပေးတဲ့ပရိသတ်ကအစီအမြဲရှိနေတာကိုလည်းတကယ်ကိုနားလည်သဘောပေါက်ပြီးတော့ကျေးဇူးတင်လို့မဆုံးပါဘူးဒါပေမဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းကဂျပန်လိုအသင်းကြီးတွေဖြစ်နေပါတယ်ဒီလိုအသင်းတွေနဲ့ပတ်သက်ပြီးရှင်မြန်ကစားသွားရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်တကယ်ကိုတာဝန်ကြီးပါတယ်ပရိသတ်တွေကတော့တကယ်ကိုအောင်ပွဲစင်လို့တဲ့အပြည့်နဲ့ကစားစီချင်တာပါအဲ့လိုမျိုးကစားနိုင်ဖို့လဲကျွန်တော်တို့တွေအကုန်လုံးစူးစမ်းမှုအပြည့်နဲ့ကစားသွားရမှာပါလို့မြန်မာအသင်းရဲ့ကစားသမားတွေကလေ့ကျင့်ခန်းအစီအစဉ်တွေမှာပြောကြားသွားတာဖြစ်ပါတယ်ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းဟာဂျပန်အသင်းရဲ့အင်္ဂွင်းမှာတွားကစားရမှာပါဒါကြောင့်ကျွန်တော်တို့မှာပြင်ဆင်ချိန်တော်တော်လေးနှဲပါပြီးတော့အနိုင်ရလက်ရရှိဖို့ကိုမဆိုထားပါနဲ့ကျွန်တော်တို့သေရလက်ကိုအကောင်းမွန်ဆုံး UTV ကစားရမှာပါတစ်ဖက်အသင်းဟာဂျပန်အသင်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လိုမြန်မာအသင်းနဲ့တွားတွေ့တယ်တကယ်တော့စိတ်လုံရှားစရာကောင်းနေပါတယ်ကျွန်တော်တို့အသင်းဟာဂျပန်အသင်းကိုရင်ဆိုင်ခဲ့ပူးပြီးတော့သူတို့အသင်းနဲ့ကစားခဲ့တဲ့ပြိုင်ပွဲစုံအရရက်ကိုပြန်လည်လေ့လာသုံးသပ်ပြီးတော့ရင်ဆိုင်ကစားသွားမှာပါဂျပန်အသင်းကကျွန်တော်တို့တွက်ကြည့်လိုက်ရရင်တော့တကယ်ကိုတိုက်စစ်အားကောင်းတဲ့အသင်းပြီးသူတို့မှာဥရောပမှာကောင်းမွန်တဲ့ခြေစွမ်းနဲ့ကစားနေတဲ့ကစားသမားကောင်းတွေပါဝင်လာမှာကိုကျွန်တော်တို့ကစားသမားတွေနဲ့နီးပြချီရောသတိထားမိပါတယ်သူတို့ကိုဘယ်လိုထိန်းချုပ်ရမလဲအကောင်းမွန်ဆုံး system နဲ့ဘယ်လိုကစားရမယ်ဆိုတာကိုနီးပြကြီးနဲ့ကျွန်တော်တို့အတူတကွကြိုးစားနေပါတယ်ပရိသတ်တွေမျှော်လင့်တောင်းတနေတဲ့ရလမျိုးရမယ်လို့လည်းယုံကြည်ပါတယ်ပရိသတ်တွေကတော့ကျွန်တော်တို့ကိုအမြဲတမ်းနိုင်စေခြင်းနဲ့ဆိုတာကျွန်တော်တို့သိထားပါတယ်ဒါကြောင့်ပရိသတ်တွေအတွက်နိုင်မွေးရယူပေးနိုင်တဲ့စိတ်ကိုကျွန်တော်တို့နှလုံးသွင်းထားပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုစိတ်မပြတ်ပါနဲ့နေ့တစ်ချိန်မှာအကောင်းဆုံးအသင်းအနေနဲ့မြန်မာအသင်းကဖြစ်လာမှာပါလို့မြန်မာအသင်းဇာတ်သမားတွေကပြောကြားသွားတာဖြစ်ပါတယ်လက်ရှိအနေထားမှာလည်းဂျပန်အသင်းကိုရင်ဆိုင်မှုအကောင်းဆုံးအင်အားတွေမွေးထားခဲ့ပဲဆိုပေမဲ့ကျွန်တော်တို့မြန်မာအသင်းဟာတော်တော်လေးကြိုးစားရမှာဖြစ်ကြောင်းလဲမြန်မာအသင်းရဲ့အသင်းသားတွေကအခုလိုမျိုးပြောကြားသွားတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာအသင်းအနေနဲ့ဂျပန်အသင်းနဲ့ရင်ဆိုင်ပြီးတော့အတက်နိုင်ဆုံးရှင်မြန်ကစားပြီးအကောင်းဆုံးရတဲ့တစ်ခုရရှိအောင်စွမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အားစိတ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။